အားလုံးပဲမင်္ဂလာပါ Train Life Pro အစီအစဉ်ကနေပြန်လည်ကြိုဆိုပါတယ်ဒီနေ့မှာကျွန်တော်ဘောလုံး control နဲ့ပတ်သက်တဲ့အကြောင်းကိုကျွန်တော်ပြန်လည်မျှဝေပြမှာဖြစ်ပါတယ် ball machine နဲ့ပတ်သက်တဲ့အရေးကြီး exercise 6 ခုကျွန်တော်တို့လေ့လာကြရအောင်ခင်ဗျဟုတ်ကဲ့ပါပထမဆုံးလေ့ကျင့်ခန်းအနေဖြင့်ကျွန်တော်တို့ inside outside ပေါ့နော် inside outside step ပေါ့နော်ညာဘက်တစ်ချက်ဒီဘက်တစ်ချက်ပေါ့နော်ပြင်ဘက်အဲ့ဒါကိုကျွန်တော်တို့ပေါင်းပါပေါ့နော်ဟုတ်ကဲ့ပါဒုတိယအနေဖြင့်ကျွန်တော်တို့ exercise 2ပေါ့နော်အင်္ဂလိပ်လိုကျတော့ bell step လို့ခေါ်ရပါတော့စပိန်လိုကျတော့ legrocator ပေါ့နော်အများအားဖြင့်ကျွန်တော်ဘောလုံးမှာအဓိကသုံးတဲ့ skill တစ်ခုပေါ့နော်ဘောလုံးကိုဘေးရတစ်ခုပေါ့နော်ရိုက်မှာဖြစ်ပါတယ်ဒီလိုလေးပေါ့နော်exercise 3ပေါ့နော် lace choke ပေါ့နော်ကျွန်တော်တို့ဒီခေလေးနဲ့ဘောလုံးကိုဆွဲမယ်ရှုပ်တွင်းမယ်ပေါ့နော်ဘယ်ညာပေါ့နော်ရန်ကြီးကြည့်ပေါ့နော်ဘာလို့ဘောလုံးကင်မလို့နဲ့ပေါင်ကြထည့်တဲ့ချိန်တွေမှာလည်းကျွန်တော်တို့တုံးပြရတဲ့ skill လေးတစ်ခုဖြစ်ပါနော်ဟုတ်ကဲ့ပါ exercise 4ပေါ့နော် exercise push pull ပေါ့နော်အားကြရန်ရည်ကြီးရပေါ့နော်ဒီ skill လေးကလည်းကွင်းထဲမှာရန်သုံးဝင်တဲ့ skill တစ်ခုဖြစ်ပါတယ်ဒီလိုလေးပေါ့နော်ဒီကနေဆွဲမယ်ရှုပ်ပြန်တွင်းမယ်ဘေးကနေပြန်ဆွဲမယ်ရှုပ်ပြန်တွင်းမယ်ပေါ့နော်ဒီမှာပေါ့နော်ဒါဖြည်းဖြည်းလေးချင်းစီပြတာပေါ့နော်ဒီလိုပေါ့နော် inside push pull ပေါ့နော်ပြင်စမအနေဖြင့်ပေါ့နော်ဒီ side တစ်ခုကတော့ rule over လို့ခေါ်ရပါတော့ rule over ကျွန်တော်တို့အရေးကြီးပါနော်ဘောလုံးကိုဒီချီကနေလှိတ်တာပေါ့နော်လှိတ်တာပေါ့နော်ဒါလေးရင်ဆုံးပြတာပေါ့နော်ဟုတ်ကဲ့ပါနောက်ဆုံး exercise 6 ခုနေဖြစ်ပေါ့နော် L drop ကိုကျွန်တော်သင်ပေးမှာဖြစ်ပါတယ်L drop ကဘောလုံးကိုဆွဲမယ်ပြီးဦးရွှေ့မယ်ဘယ်ဘက်ပြန်ဆွဲမယ်တော့နော်ဒါလေးပေါ့နော်ဒီလိုလေးပေါ့နော် L drop ပေါ့နော်ဟုတ်ကဲ့ပါခုနကျွန်တော်တင်ပြီးပေးရတဲ့အရာအားလုံးကျွန်တော်ပေါင်းမှတစ်ခါတည်းလို့ပြပြီးတော့ပြောတာเนาะပေါ့နော်အဲ့ဆက်ဆက်ပေါ့နော်ပြန်လာကို great တာပေါ့နော်လက်ဆက်ပေါ့နော်တစ်ခါတည်းပေါင်းလို့တာเนาะဒါပြန် let's show ပေါ့နော် let's show ပြန် push inside push pull ပေါ့နော်ပြန် roll ပါပြန်အတက်ပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်ခုလေ့ကျင့်တယ်လို့စစ်စင်လေ့ကျင့်တော့မယ်ကျွန်တော် professional footballer ဖြစ်လာမှာပါကျွန်တော်ရဲ့ Train Life Pro အစီအစဉ်ကိုလည်းဒီဆက်မှာအားပေးကြပါအောင် like share follow comment အားပေးကြပါအောင်အားလုံးအထူးကြီးတင်ရှိပါတယ်နောက် Train Life Pro အစီအစဉ်တွေမှာ
ပြန်တွေ့ကြမယ်